အချိန်48နာရီအတွင်းမှာပဲ AI ကိုတုံးပြီးအမျက်အစွန်းရတဲ့ e-book အတော့ကိုဘလို့ထုတ်ဝေမလဲဆိုတာကြည့်လိုက်ရအောင်အခုခေတ်မှာ AI ကြောင့်စာအုပ်ရေးဖို့အချိန်အများကြီးပေးစရာမလိုတော့ပါဘူးအတားဆီးပြီးအားလုံးကိုဖယ်ရှားလိုက်ပါပြီပထမဆုံးအဆင့်ကတော့ Amazon မှာဝယ်လို့အားများပြီးပြိုင်ဆိုင်မှုနည်းတဲ့ niche တစ်ခုကိုရှာဖွေဖို့ပါ Claude 3.5 Sonnet ကိုတုံးပြီး data တွေကိုခွဲခြမ်းစိတ်ဖြာခိုင်းပါမယ်ဘယ်ခေါင်းစဉ်ကရောင်းအကောင်းဆုံးဖြစ်မလဲဆိုတာသူကပြောပါလိမ့်မယ်နောက်တစ်ဆင့်ကတော့ clock ကိုပဲအသေးစိတ် outline တွေနဲ့နည်းနည်းတဲ့သူတေသနာတွေလုပ်ခိုင်းတာပါစာသားတွေကိုလူရေးသလိုမျိုးတဘာဝကြကြနဲ့ဆွဲဆောင်မှုရှိအောင် clock ရဲ့စွမ်းဆောင်ရည်ကိုအပြည့်အဝအသုံးချပါမယ်စာအုပ်မျက်နှာဖုံးကိုတတ်တော့ Midjourney V6 ကိုထုံပြီးမျက်စိကျလောက်စရာ professional design တွေကိုဖန်တီးယူမှာပါပြီးရင်တော့ Amazon KDP နဲ့ Gumroad မှာတင်ပြီး passive income ရအောင်စတင်ရောင်းချလိုက်ပါ AI marketing tool တွေထုံပြီး social media မှာလူသိများအောင်ကြော်ညာတွေကိုအချိန်တိုအတွင်းဖန်တီးလိုက်ပါအခုပဲစတင်လိုက်ပါတင်လဲ48နာရီအတွင်းအောင်မြင်တဲ့စာရေးဆရာတယောက်ဖြစ်လာနိုင်ပါတယ်မင်္ဂလာပါ N8 ကို follow လုပ်ပေးလို့ကျေးဇူးအထူးတင်ပါတယ်ဗျနောက်ပိုင်း AI နဲ့ပတ်စံရှာနည်းတွေကိုလွယ်ကူကူနဲ့အခက်မဲ့တင်ပေးသွားမှာဖြစ်လို့ဆက်လက်အားပေးပါအောင်တိလို့တော့အရာများဆွေးနွေးနိုင်ပါတယ်ဗျ